လူသမိုင်းတစ်လျှောက်ကဖန်တီးခဲ့ကြတဲ့စာပေလက်ရာတွေထဲမှာမယ်ရီရှယ်လီရဲ့ Frankenstein လောင်မြေသားပြီးဖြစ်ခဲ့ရမျိုးမရှိတော့ဘူးလို့ကျွန်တော်ထင်ပါတယ်ဒီဗီဒီယိုကိုဖန်တီးနေချိန်အထိဆိုရင် Victor နဲ့သူ့ရဲ့ Monster ကြီးကိုရုပ်ရှင်ကားပေါင်း400ကျော်ရုပ်ရှင်တူပေါင်း200စီရီပေါင်း80နီးပါးနဲ့ TV ပိုင်းပေါင်း300နီးပါးရိုက်ကူးခဲ့ကြပြီဖြစ်ပါတယ်ဒါဖန်တီးမှုပေါင်း991ကြိမ်မကရှိခဲ့တာပါလွန်ခဲ့တဲ့နှစ်တရာလောက်က Hollywood စာရေးဆရာတွေနဲ့ဒါရိုက်တာတွေဟာနာမည်ကျော် Monster ကိုကြောက်စရာကောင်းတဲ့တရဝါကြီးတစ်ကောင်ကနေကန်ဆိုးတဲ့ဇက်ကောင်ရည်စရာကောင်းတဲ့ပုံစံမျိုးနဲ့အကြောင်းတစ်ခုခုကြောင့်အရှင်ကျယ်ဝင့်တယောက်ဖြစ်ပုံပေါ်ခဲ့ကြပါတယ်ဒီချိန်တရာမကလိုပြီးသားပုံမြင်နဲ့ပတ်သက်ပြီးဘာတွေများထပ်ပြီးရှာဝေစူးစမ်းစရာကြံနေသေးလဲဆိုတာနဲ့ဘဒုကများထပ်လုပ်ပြနိုင်ဦးမလဲလို့မေးစရာရှိလာပါတယ် What? Bro, what are you talking about, man? ဒါပေမဲ့ဂီရဲမိုဒယ်ဒိုရိုကတော့သူ့ရဲ့နောက်ဆုံးထွက်ရှိလာတဲ့ရုပ်ရှင်ကို Frankenstein လို့နာမည်ပေးခဲ့ရမှာလူတိုင်းရဲ့အကြိုက်ဆုံးပြန်လဲအသက်သွင်းထားတဲ့ Monster နဲ့ပတ်သက်ပြီးလေ့လာစရာတွေအများကြီးကြံနေသေးတယ်လို့ရှားပြသွားသလိုပါပဲဒယ်ဒိုရိုကိုယ်တိုင်ကလည်းဒီလို Dark Fantasy ဇာတ်ကားတွေနဲ့ပတ်သက်ပြီးနာမည်ကောင်းရထားသူပါဒီနေ့စောပိုင်းက Nosferatu ထွက်ရှိလာပြီးနောက်ပိုင်းမှာကန်နဝင် horror ဇာတ်လမ်းတွေကိုခင်မိတဲ့ပုံစံနဲ့ပြန်လဲအသက်သွင်းဖို့အတွက်ပုံမှုစိတ်ဝင်စားမှုတွေမြင့်တက်လာပုံရပါတယ်။တရုတ်ဆောင်တွေကတော့တကယ်ကိုထင်ကြီးစရာကောင်းပါတယ်။ဒါကတော့အမှန်ပါပဲ။ Oscar Isaac, Christoph Waltz, Charlotte Dance တို့ဟာဒီကားမှာပါဝင်တဲ့နာမည်ကြီးလူပညာရှင်အရှို့ပဲရှိပါသေးတယ်။ဒါပေမဲ့ Frankenstein ကတကယ်ကိုကောင်းရဲ့လား။ကျွန်တော်တို့အချိန်ပေးကြည့်ဖို့ထိုက်တန်ရဲ့လားလို့မေးလိုက်ရင်တော့ထိုက်တန်ပါတယ်လို့ပြောရပါမယ်။ခင်ဗျားလေးတို့ကမူရင်းစာကိုဖတ်ဖူးတယ်ဒါမှမဟုတ်90ခုနှစ်တွေကကန်နစ်ဘရန်နာရုပ်ရှင်ကိုကြည်ဘူးတယ်ဆိုရင်တော့အံ့ဩစရာတွေရှိလာမှာမဟုတ်ပါဘူး။ဘာသစ္စာမှမပါပြီမဲ့လေဒီကားကလုတ်ပြနိုင်တာကတော့အင်မတန်ကိုကောင်းမွန်ပါတယ်။ Oscar Isaac ကထက်မြက်ပြီးမဲ့အားနည်းချက်တွေများတဲ့သိပ္ပံပညာရှင် Peter Frankenstein ဖြစ်ကောင်းကောင်းတည်ဆောက်လာပြီးတည်ခြင်းတရားကိုအောင်နိုင်ဖို့သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကလူမဆန်တဲ့လိုရက်တွေအထိဥတည်ခဲ့ပါတယ်။ Jacob Velody ကလည်းတခါတလေမှာစာနာတပိအပြစ်ကင်းတဲ့တရဝါဖြစ်နေတခါလီမှာတော့ကြောက်စရာကောင်းပြီးရဲစက်တဲ့တရဝါဖြစ်သွဲမဲ့ဖွယ်ကောင်းအောင်တည်ဆောက်ထားပါတယ်။ဒိုင်တာပိုင်းနဲ့ရုပ်ရှင်ရိုက်ကူးပိုင်းကလည်းလွန်ကောင်းမှုပြီးဒေတိုရိုရဲ့ထုံးစံတိုင်းညစ်ပတ်ပြီးမှိုင်းမှောက်ပေါင်းစက်မှုလုပ်ငန်းခွင်မြင်ကွင်းတွေနဲ့တက်ကြွလှုပ်ရှားတဲ့သဘာဝအလှမြင်ကွင်းတွေကိုရောဆက်ပြသထားပါတယ်။ဒါတွေအားလုံးဟာဒေတိုရိုရဲ့ Frankenstein ဟာခိုင်မာတဲ့ရုပ်ရှင်တကားဖြစ်ပြီးတတ်နိုင်သမျှရိုးသားနဲ့မှန်ကန်စွာပြောပြဖို့ကြိုးစားထားတဲ့မူရင်းဇာတ်လမ်းကိုတစ္ဆာရှိတဲ့ပုံပေါ်မှုတစ်ခုဖြစ်ပါတယ်။သူ့ဘာသာသူဖန်တီးထားမျိုးဒါမှမဟုတ်အခုခေတ်သစ်ပိတ်သက်တွေတဲ့ပြောင်းလဲထားမျိုးမရှိပါဘူးဇလန်းချင်းကိုခမ ्या လေးတို့တည်ပြီးလောက်ပြီးထင်တာကြောင့်ရှိန်အများကြီးဖြုံးတော့ပါဘူးရုပ်ရှင်အစမှာရေခဲပြင်းထဲမှာပိတ်မိနေတဲ့စူးစမ်းရှာဖွေရေးသင်္ဘောတစ်စီးကဒဏ်ရာရပြီးသေလူမျိုးပါဖြစ်နေတဲ့ Victor Frankenstein ကိုကယ်တင်လိုက်တဲ့မြင်ကွင်းနဲ့စတင်လိုက်ပါတယ်ဒီလိုနဲ့သူ့ကိုသင်္ဘောပေါ်ခေါ်လာပြီးစကားပြောနိုင်လောက်အောင်တတိပြန်ရလာတဲ့အခါမှာတော့သူဒီနေရာကိုဘယ်လိုရောက်လာခဲ့တဲ့ဆိုတာနဲ့သူ့ကိုလိုက်လံရှာဖွေနေတဲ့ကြောက်ပွက်ဖွယ်ကောင်းတဲ့တရဝါရဲ့အကြောင်းရင်းမှန်ကိုပြောပြပါတော့တယ်Victor Frankenstein ကဇလန်းကိုအတိတ်ကာလနဲ့ပြောပြပြီးနောက်တော့တခြားသူတယောက်ကဇလန်းကိုဆက်ပြောပြတဲ့ပုံစံကိုလည်းကျွန်တော်ကြိုက်ပါတယ်။ဒါကပိုပြီးဆွဲမဲ့ဖွယ်ကောင်းတဲ့ဖန်တီးမှုတစ်ခုဖြစ်လာသေးပါတယ်။ပါရမီအားကောင်းတဲ့သိပ္ပံပညာရှင်နဲ့ထက်မြက်တဲ့ဆရာဝန်တူဖြစ်တဲ့ Frankenstein ဟာသူ့မိခင်ငငယ်ရွယ်နဲ့ကွယ်လွန်သွားတဲ့အဖြစ်အပျက်ကြောင့်တည်ဆုံးသူတွေကိုပြန်အသက်သွင်းနိုင်တဲ့နီလန်းကိုရှာဖွေဖို့စိတ်အားထက်သန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့ကြိုးစားမှုတွေအောင်မြင်ခဲ့ပြီးတည်ဆုံးမိသားခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပေါင်းဆက်ချုပ်လို့ကလျှက်စီးကြောင်းတွေသိပ္ပံပညာတွေနဲ့ပြန်လဲအသက်သွင်းထားတဲ့တရဝါတစ်ကောင်ကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒီတရဝါကိုဘလို့သိပ္ပံပစ္စည်းတွေနဲ့ဘလို့ဖန်တီးပြီးဘလို့လုပ်လို့လဲဆိုတာကိုရုပ်ရှင်ကမရှင်းပြထားပါဘူး။ဒါပေမဲ့မူရင်းစာရေးဆရာမယ်ရီရှယ်လီလည်းရှင်းပြခဲ့ပါဘူး။ကဲဘာဖြစ်ဖြစ်ဇကားစီပြန်သွားကြည့်အောင်။ Victor သူ့ရဲ့ဖန်တီးမှုပေါ်ဝမ်းမြောက်ပျော်ရွှင်မှုတွေဖြည်းဖြည်းချင်းလျော့ပါလာပါတယ်။ဘာလို့လဲဆိုတော့ဒီတရဝါမှာညံရည်မှတ်ညံဒါမှမဟုတ်တင်ယူနိုင်သွမ်းမရှိဘူးဆိုတာသိလာရပြီး Victor ဆိုတဲ့စကားလုံးတစ်လုံးပဲပြောတတ်တာတွေးလိုက်ရလို့ပါပဲဒီတရဝါပိုတန်မာလာပြီးထိန်ချိုးရပိုခက်ခဲလာတဲ့က Victor ကအဆဆုံးလုပ်ခဲ့တဲ့ကြိုးပမ်းမှုတွေကိုရပ်တန့်ဖို့ဆုံးဖြတ်လိုက်ပြီးတရဝါကိုရဲတိုက်တွင်းထဲမှာထားပြီးရဲတိုက်ကိုမီးရှို့ဖောက်ခွဲပစ်လိုက်ပါတော့တယ်ဒ
ဒါပေမဲ့ဒါမှမအောင်မြင်ပါဘူးတရဝါကတော်တဲ့ကိုထွက်ပြေးပြီးမျက်စိကွယ်နေတဲ့အဖိုးအတူနဲ့မိတ်ဆွေဖြစ်သွားကစကားပြောတတ်ဖို့နဲ့သူ့ကိုယ်သူနားလေတတ်ဖို့ဖြည်းဖြည်းချင်းတည်ယူခဲ့ပါတယ်အခြေခံအဖြစ်ဒီတရဝါကမတည်နိုင်တော့တဲ့အတွက်သူ့ဘဝကိုပျော်ရွှင်စွာဖျက်ဆီးဖို့တခုတည်းသောအရာဖြစ်တဲ့အဖို့တယောက်လိုအပ်နေတယ်ဆိုတာကိုသိနေပါတယ်ဒါကြောင့်ဗစ်တာကိုလိုက်ရှာပြီးဟဲ့လူကျုပ်ကိုရည်သားတယောက်များဖန်တီးပေးလို့ရမလားလို့ပြောလိုက်ပါတယ် Oh my God! ဒါပေမဲ့ဗစ်တာကမင်းပြောတာငါမလုပ်ပေးနိုင်ဘူးလို့ပေါက်ဆက်ဆက်ပြန်ပြောလိုက်ပါတယ်ဒါနဲ့တရဝါကကောင်းပြီလေဒါဆိုငါအားလုံးကိုတက်ပစ်တော့မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီမှာအရှင်ဒီကမြ мян ဆက်ဆန်ကိုဆိုးရွားသွားပြီးတော့ဗစ်တာကလည်းသူ့အရင်းနှီးဆုံးသူတွေကိုဆုံးရှုံးလိုက်ရတော့တာပါပဲဗစ်တာကလက်စားချီဖို့ဂရီးပြူပြီးကဘာမြေရဲ့အစွန်ဖျားသည့်တရဝါကိုလိုက်လံရှာဖွေခဲ့ပါတယ်နောက်ဆုံးတော့အာရိတ်ဒေသအထိလိုက်လံရှီယာခံမိခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်တို့ရဲ့ဇလန်ကလည်းဆုံးသက်သွားပါတယ်အဆုံးသက်ကတော့နည်းနည်းပေါ်ပြပြနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ကဇက်ကောင်တိုင်းကိုစကလုံးတွေနဲ့ဒီမကပဲလှုပ်ဆောင်ချက်တွေကနေတဆင့်သေချာသိရှိနားလည်နိုင်ပါတယ်ဒါလူသားချင်းဆက်ဆံရေးထီးကျန်ခြင်းထူးဆန်းတဲ့လူဒါမှမဟုတ်ပြင်ပလူတယောက်လူခံစားရခြင်းဆိုတဲ့လူတဘာဝအကျိုးကြောင့်ဇလန်ဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဘဝရဲ့တစ်ချိန်ချိန်မှာကြုံတွေ့ရမယ့်အရာတွေပါပြီးတော့လူသားတွေရဲ့သိပ္ပံပညာကိုပို့ဆသွားအလွဲသုံးစားလုပ်ပြီးလောကရဲ့တဘာဝကိုစန့်ကျင်ပြီးမသိနိုင်ခြင်းဆိုတာတကယ်လိုချင်တဲ့အရာဟုတ်မဟုတ်ကိုစူးစမ်းရှာဖွေတာတွေပါပါတယ်ဒီလိုအကျိုးဆက်တွေရဲ့ကဏ္ဍဝင်အကြောင်းအရာကိုမယ်ရီရှယ်လီရဲ့မူရင်းလက်ရာကဖန်တီးခဲ့တာပါဒါပေမဲ့အလုံးစုံခြုံပြောရရင်တော့ဒီဘက်ခင်မှာရှားပါတဲ့အရာတစ်ခုကိုကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်ဒါကစိတ်ဝင်စားစရာကောင်းတဲ့ဖြိုးပြေးရေးရုပ်ရှင်တကားပါဒေတူရူရဲ့ Frankenstein က2နာရီ29မိနစ်ကြာပါတယ်ဒီရုပ်ရှင်က1994ခုနှစ် Frankenstein ရုပ်ရှင်တဲ့နိုင်ဝဲနီးပါးပို့ကြပြီးမဲ့ကျွန်တော်အနေနဲ့နိုင်ဝဲပို့တူသလိုခံစားရပါတယ်ကြည့်လို့ကောင်းလို့အချိန်ကုန်လို့ကုန်သွားမှမသိတာပါအမှန်တကယ်တော့ဒေတူရူကဒီရုပ်ရှင်နဲ့အောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်မှန်ကန်တဲ့ဖန်တီးမှုရှိတဲ့လူကိုသူတို့တကယ်စိတ်အားထက်သန်တဲ့မှန်ကန်တဲ့ project မှာထားတဲ့အခါပုံမအောင်မြင်တဲ့ရုပ်ရှင်ကိုရနိုင်ခြေပိုများပါတယ်ဒီရဲမိုဒေတိုရိုက Frankenstein အတွက်ပြည့်စုံသလိုပဲ Robert Eggers ကလည်း Nosferatu အတွက်ပြည့်စုံခဲ့ပါတယ်အမ်ကန်သေုပ်ဆောင်တွေရဲ့သေုပ်ဆောင်ကောင်းမှုတွေကသင်အချိန်တရာကြည်ဘူးပြီးလို့ခံစားရတဲ့ဒါမှမဟုတ်အချိန်တရာကြားဘူးပြီးလို့ခံစားရတဲ့ဇလန်တစ်ပုဒ်ကိုရှိတင်တယ်လို့ပြောရလောက်အောင်အသစ်ဖြစ်အောင်လုပ်ပြနိုင်ခဲ့ပါတယ်ဒီနေရာမှာ Oscar Isaac ကိုချီးကျူးရမှာပါသူဟာ Star Wars နောက်ဆက်တွဲဇာတ်ကားတွေရဲ့သေုပ်ဆောင်အနေငယ်တွေကမှပိုကောင်းတဲ့အရာတွေကိုဆက်လက်လှုပ်ဆောင်နိုင်ခဲ့တဲ့သူတူဖြစ်တယ်ဆိုတာသက်သေပြခဲ့ပါတယ်သူဟာဖန်သားပြင်ပေါ်မှာဆွဲဆောင်မှုရှိပြီးတစ်ခါလေးမှာစိတ်အားထက်သန်ပြီးသူ့ကိုယ်သူမောင်းနေတဲ့သူလို့တစ်ခါလေးမှာတော့နက်နက်ချိုင်းချိုင်းကို6လက်ခံနေရပြီးဝမ်းနဲ့နေတတ်ပါတယ်ကြီးမားတဲ့အလားအလာရှိပေမဲ့ကိုကျင်တရားနေပါတဲ့ဝမ်းနဲ့စရာကောင်းတဲ့လူတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အိမ်မက်ကိုကောင်းထွယ်ဖော်ဖို့အတွက်အလွယ်လန်းလိုက်ဖို့နဲ့အရာအလုံးကိုစွန့်စားဖို့ဆန္ဒရှိသူဟာအရှိုးက Oscar Isaac ကို Peter Frankenstein ဖြစ်သေုပ်ဆောင်ခိုင်းတာကိုမေးခွန်းထုတ်ကြပေမဲ့ကျွန်တော်အတွက်တော့သူကအရန်ကောင်းပါလေဒါပေမဲ့ဒီဇက်ကမှတကယ်ကိုပိသက်အာရုံကိုဖန်ဆားနိုင်ခဲ့တာကတော့ Jacob Velori ပါပဲသူကအစောပိုင်းဖန်တီးမှုရဲ့ကလေးဆန်တဲ့အပြစ်ကင်းစေမှုကနေဘဝရဲ့အတိတ်ဘက်ကိုရှာဖွေဖို့အသေးအံကြိုးစားနေတဲ့နူးညံ့သိမ်မွေပြီးတနာကျင်နာတတ်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့သူတိခဲ့မှုတဲ့သူမုံမီရှိနေတဲ့သူသို့မဟုတ်တူးသီးသောဖန်တီးရှင်ဖခင်ကိုလက်စားချေဖို့သုံးပြထားတဲ့လက်စားချေတတ်တဲ့ဖြည့်ဆည်းတတ်တဲ့တရဝအဖြစ်ကိုဘလို့ပြောင်းလဲသွားတယ်ဆိုတာကိုသူကကောင်းကောင်းသေုပ်ဆောင်ပြခဲ့ပါတယ်သေုပ်ဆောင်တွေကကြောက်စရာကောင်းအောင်ပြုလုပ်ဖို့အတွက်မျက်နှာဖုံးတွေနဲ့မိတ်ကပ်တွေအောက်မှာပုံနေရတဲ့တခြားတရဝပုံစံတွေနဲ့မတူပဲဒီပုံစံကပိုပြီးရိုးရှင်းပြီးလက်တွေ့ဆန်ပါတယ်ဒါကြောင့်သူ့ကိုဒီဇက်ရုံနဲ့ပိုပြီးလှုပ်ဆောင်ဝင်ရသေးပြီးသူလုပ်ပြနိုင်ခဲ့ပါတယ်ပြီးတော့ကျွန်တော်မြင်မှုသမျှ Frankenstein monster တွေထဲမှာအချောဆုံးပါပဲသူ့မှာဖာထေးထားတာတွေအရေးပြားစားထိုးထားတာရှိတာတော့သိကြပါတယ်ဒါပေမဲ့ဖာထေးမှုကအထင်ကြီးစရာကောင်းတဲ့ရုပ်ဆိုးမနေဘူးလွန်တန်ရှင်းတဲ့ကွဲပြားမှုတွေအယောင်တွေကတစ်ခုနဲ့တစ်ခုလိုက်ဖက်ညီပါတယ်ဒါပေမဲ့ဇလန်ပိုင်းကပြောစရာအများကြီးရှိပါတယ်ဒါကြောင့်ဇလန်ကမြင်မြန်ဆန်ဆန်ပဲရှိဆက်သွားပြီးမြင်ကွင်းတစ်ခုဒါမှမဟုတ်ဖြစ်ပျက်တစ်ခုပေါ်မှာအချိန်အများကြီးဆွဲမထားပါဘူးဒါပေမဲ့ဇက်ဆောင်တွေဇလန်မှာအံဝင်တွင်ကြဖြစ်ဖို့နဲ့နေရာယူဖို့အတွက်မှန်ကန်တဲ့အချိန်ပမာဏကိုပေးထားပြီးဇက်ကောင်မျိုးမျိုးကိုပိတ်သက်တွေတည်ကျွမ်းပြီးသူတို့နဲ့ထပ်တူခံစားရဖို့အချိန်ပေးထားပါတယ်ဒါက Frankenstein ဇလန်ရဲ့တိကျဆုံးပုံပုံမှုဖြစ်မြင်ရမယ့်ကောင်းမှုနဲ့ကြိုးပမ်းမှုတစ်ခုပါပဲဆုံးသက်အနေနဲ့ကတော့ဂီယမိုဒေတိုရိုရဲ့ Frankenstein ကကြည်ရတာတန်ပြီးတင်းရကူနာထဲမှာတင်ထားတဲ့ဇကားဆိုတာပါပဲခင်ဗျားလေးတို့က Frankenstein ကိုကြည်ပြီးပြီလားဘလို့ထင်လဲဘာပဲဖြစ်ဖြစ်ဘာပဲထင်တယ်အောက်မှာမှတ်ချက်ပေးခဲ့ပါကျွန်တော်ပြောတာကိုကြိုက်နေတတ်တယ်ဆိုရင် like and share နဲ့ subscribe လုပ်ပေးပါကျွန်တော်ပြောတာကိုမကြိုက်နေတတ်ဘူးဆိုရင်လည်းဒီလောက်ကြကြနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမရေ view စိုက်ကြပါ